အခုလူတန်းပြတဲ့အတွက်ကျမ်းမာဒီကောင်းမှဒီဓာတ်ထက်လည်းလူနိုင်ပါသေးတန်းနိုင်ပါစေဓာတ်ထက်မကလည်းချမ်းသာပါစေအများကြီးဓာတ်ထက်လည်းအများကြီးလူနိုင်တန်းနိုင်ပါစေဟုတ်ကဲ့မင်္ဂလာများအခုကတော့ထိုင်းနိုင်ငံမဟာချန်မြို့ကကိုပြေဖြိုးအောင်မချိုအေးတမီကြီးမပြည့်တရဟန်တမီငယ်မဆူပြည့်တဲ့လူရန်ထားတဲ့လူတွေကိုလိုက်ရလူတန်းပေးတာဖြစ်ပါတယ်ခင်ဗျလူနာဆောင်နေပါကလေးတို့အများကြီးလို့မရနော်တစ်ချက်ခဏလေးတိုက်ဗီဒီယိုတက်ပုံရိုက်ရင်တော့အလင်းရောင်မှာဟုတ်ပြီမလေးတက်တော့ရှိတယ်မလေး26နဲ့ကိုသတင်းကြားတယ်လေညီမလေးမွေးဖွားဖို့အတွက်ရေအခက်အခဲဖြစ်နေတယ်ဆိုတော့လေဟုတ်ကဲ့ပါဒုက္ခရလို့ကိုကြီးတို့ကူညီတောင်းအလောက်ကန်ကြပါလောက်လည်းမသိအောက်ဖို့လောက်ပါအောက်ဖို့လောက်တယ်နော်အောက်ဖို့လောက်တယ်ဘယ်လိုပြောမလဲဆိုတော့မွေးဖွားကိုဝင်ကိုလွယ်တဲ့ကလည်းကြာပြီဆိုတော့အလုပ်လည်းလုပ်လို့မရဘူးပေါ့နော်ဟုတ်ကဲ့အလုပ်လည်းလုပ်လို့မရလုပ်လည်းလုပ်လို့မရအောင်နော်ဒီပတ်စံလည်းလိုက်ချီနေတယ်သတင်းကြားတယ်ဘယ်လိုလိုက်ချီရလဲဟုတ်ရန်ကုန်မှာလှမ်းချီရတယ်ရပြီလားရတော့မရသေးဘူးသူကဒီညနေအကြောင်းပြင်မယ်လို့ပြောတာအကြောင်းပြန်လို့မကြောင်းဘယ်လောက်ချီတာလဲလဲ2သိန်းချီတာ2သိန်းချီတာလားဟုတ်ကဲ့2သိန်းလောက်ဆိုရင်တော့နည်းနည်းလေးတုံးတယ်တော့အဆင်ပြေသွားမှာနော်ဟုတ်ကဲ့အသက်ကဘယ်လောက်26နှစ်နော်အသက်က26အုပ်ဖို့လုပ်တယ်မွေးဖွားဖို့အတွက်အစကလေအိမ်မှာမွေးမယ်လို့သတင်းကြားတယ်ဘာဖြစ်လို့လဲမသိပတ်စံအခက်အခဲဖြစ်လို့တမီးအိမ်မှာမွေးမဆိုပြီးတော့3ရက်တိတိနေလိုက်တာအိမ်မှာဟုတ်ကဲ့မွေးလို့မရတဲ့အဆုံးကျမှဆေးရုံတက်လာအစကပတ်စံမရှိလို့မွေးဖွားခြင်းမရှိတဲ့အတွက်အိမ်မှာပဲလက်တွေခုံမွေးတယ်ဟုတ်လားဟုတ်ကဲ့ခုံမွေးတယ်ဆိုတော့လက်တွေကမနိုင်လို့လားဟုတ်ကဲ့လက်တွေကမွေးလို့မနိုင်ဘူးပေါ့ဆေးရုံသွားမှရမယ်ဆိုပြီးဟုတ်အတက်အနေထိခိုက်နေတယ်ပေါ့နော်ဟုတ်ကဲ့ဒါပေမဲ့တော်တော်ခက်ခဲဖြစ်တာနော်ဒါပေမဲ့ဒီဆရာဝန်တွေကကောင်းပါတယ်နော်တအားသေးလည်းသူကတနေ့တော့ကိုကြီးဆောက်ရှောက်ပေးရမယ်နော်ဟုတ်ကဲ့ပါဖွားအတွက်ခက်ခဲဖြစ်အဲ့တော့အခုကိုကြီးပေးမယ်နော်ကိုကြီးပေးမဲ့အလူရှင်လေးတွေကတစ်ချက်အလူငွေချင်းပေးမယ်နော်ဟုတ်လေအဲ့ဒါဆိုရင်လေဒီမလေးကိုလူတန်းပေးထားတဲ့လူရှင်လေးရှိတယ်နော်အဲ့ဒါကတော့ထိုင်းနိုင်ငံမဟာချန်မြို့ကကိုပြေဖြိုးအောင်မချိုအေးသမီးကြီးမပြည့်တရဟန်သမီးငယ်မဆူပြည့်ထက်မိသားစုကနေပြီးတော့ဒီမလေးကိုမွေးဖွားစေအဆင်ပြေအောင်လှူဒန်းပေးထားတာရှိတယ်နော်လူငွေဘယ်လောက်လဲဆိုတော့ဒီမလေးရေးကြည့်လိုက်နော်ဘယ်လောက်လဲမလဲ2သိန်းနော်2သိန်းဆိုတော့ဘာဖြစ်မလေးအဆင်ပြေသွားပြီပေါ့နော်မွေးဖွားဖို့အတွက်အဆင်ပြေသွားပြီနော်အဲ့တော့ထိုင်းနိုင်ငံမှာအချိန်ကကိုပြေဖြိုးအောင်မချိုအေးမိသားစုကိုကျေးဇူးတင်ကြတယ်လည်းပြောပြီနော်ကျမ်းမာပါစေချမ်းသာပဲတမီးတို့လူတန်းတမီးတို့အခုလူတန်းပြတဲ့အတွက်ကျမ်းမာဒီကောင်းမှဒီဓာတ်ထက်လည်းလူနိုင်ပါသေးတန်းနိုင်ပါစေဓာတ်ထက်မကလည်းချမ်းသာပါစေအများကြီးဓာတ်ထက်လည်းအများကြီးလူနိုင်တန်းနိုင်ပါစေကဲပါကျေးဇူးပါနော်ဒီမှာလေးအခက်ခဲတွေအားလုံးအစီအစဉ်ပါပါလေနော်ကလေးကိုတော့အများကြီးမရိုက်တော့နော်ဆိုတော့မွေးဖွားကြတာဆိုတော့စားရစီပါလိမ့်မယ်โอเค